ကျဲဥကြော်ကြီးပဲစားနေရတာဤနေတဲ့သူတွေအတွက်ကျဲဥချက်နေအသေးလေးကိုမျှဝေပေးလိုက်ပါတယ်အရင်ဆုံးကျဲဥလေးတွေကိုအိုးထဲမှာထည့်ပေးပြီးရေမြုပ်အောင်ထပ်ပြီးသွားရင်တော့18မိနစ်လောက်အဖုံးပိတ်ပြီးပြုတ်ထားပေးလိုက်ပါမယ်ကျဲဥပြုတ်ထားတော့ပါပစ္စည်းလေးတွေဖြစ်တဲ့ငရုတ်သီးလေးတွေကိုအညာလေးတွေချွေပေးပြီးအလဲကနေဓာတ်လေးနဲ့ချန်ထားပေးလိုက်ပါမယ်ပြီးရင်တော့အတုံးလေးဖြစ်အောင်လှီထားပေးလိုက်ပါနောက်ထပ်ငရုတ်သီးအနီလေးတွေကိုလည်းကိုစားနိုင်သလောက်လှီထားပေးလိုက်ပါမယ်ပြီးရင်တော့ကြက်သွပ်ဖြူလေးတွေကိုလည်းအပြားလေးဖြစ်အောင်လှီထားပေးလိုက်ပါပကံလုံးထဲမှာပြောင်းကုန်ပုံ 50g နဲ့ရေ 50g ထည့်ပေးပြီးနှံသွားအောင်တေချာလေးဖျော်ထားပေးလိုက်ပါမယ်အချိန်ပြည့်သွားလို့ကြက်ဥလေးတွေရသွားပြီဆိုရင်တော့ရေထဲမှာပဲစိမ်ပေးပြီးအခွန်ခွာထားပေးလိုက်ပါပြီးရင်တော့အချီချိုးလေးနဲ့အပိုင်းလေးတွေဖြစ်အောင်လှီးပေးရပါမယ်ဒါဆိုရင်တော့ပေါင်ပစ္စည်းလေးတွေကိုရပါပြီနော်အိုးထဲမှာစီးထည့်ပေးပြီး180ဒီဂရီလောက်ပူလာပြီဆိုရင်တော့ကြက်ဥလေးတွေကိုကော်ရည်ထဲမှာပဲစိမ်ပေးပြီးတော့နည်းနည်းချင်းစီထည့်ကျော်ပေးလိုက်ပါမယ်ရွှေအောင်နည်းနည်းလောက်တန်းလာပြီဆိုရင်တော့ဆက်ထားပေးလို့ရပါပြီနောက်ထပ်အိုးထဲမှာစီနည်းနည်းလောက်ထည့်ပေးပြီးခုနကပြင်ဆင်ထားတဲ့ငရုတ်သီးလေးတွေနဲ့ကြက်သွပ်ဖြူလေးတွေကိုထည့်ပြီးတော့မွေးလာတဲ့အထိကြော်ပေးလိုက်ပါမယ်အနံ့မွေးလာပြီဆိုရင်တော့ပန်းကန့်ပြရဲ့အကြီးတစ်စွန်းပန်းကန့်ပြရဲ့အနောက်တစ်စွန်းခရုစီနဲ့တကြားထည့်ပြီးတော့နှံသွားအောင်ကြော်ပေးလိုက်ပါမယ်ပြီးရင်တော့ခုနကကြော်ထားတဲ့ကြက်ဥလေးတွေကိုထည့်ပေးပြီးတေချာလေးနှံသွားတဲ့အထိကြော်ပေးလိုက်ပါမယ်ဒါဆိုရင်တော့စားလို့ရန်ကောင်းတဲ့ကြက်ဥချက်လေးကိုရပါပြီနော်လောလောကူတာမို့လို့အိမ်မှာလိုက်ချက်စားကြည့်ကြဖို့မမေ့ကြပါနဲ့ဦးနော်